မင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့ပြပြပေးမယ့်အရာလေးကတော့ဘဝတုဒ္ဒအနေနဲ့စိတ်ဝင်စားစရာအိန္ဒိယနိုင်ငံရဲ့အရေးပါဆုံးနဲ့အိန္ဒိယစကားတော်တော်များများမှာပါလေရှိတဲ့တစိမ့်သုံးအကြောင်းလေးဖြစ်ပါတယ်အိန္ဒိယနိုင်ငံဟာအင်္ဂလိပ်တွေရဲ့နှစ်တရာကိုလိုနီကြီးကြော်ခံရပြီးလွတ်လပ်ရရှိပြီးဒီနောက်မှာတော့1950ဇန်နဝါရီ26ရက်နေ့နိုင်ငံတော်တစိမ့်သုံးအဖြစ်တရားဝင်အသုံးပြုရမယ်လို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီတစိမ့်သုံးဟာအိန္ဒိယနိုင်ငံရဲ့အထိမ်းအမှတ်တစိမ့်သုံးအနေနဲ့အခုထိတည်ရှိနေပြီးရှေးဟောင်းအမှုပညာနဲ့ယဉ်ကျေးမှုအမွေအနှစ်ကိုအဓိကအခြေခံထားသည့်အတိတ်ပဲလေးနဲ့တော့တင်ကိန်းတစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။တစိမ့်သုံးကိုဗုဒ္ဓဘာသာဝင်တော်တော်များများကြားဖူးကြပြီးအမြဲတမ်းအလူရန်မပြတ်တဲ့အာတကမင်းကြီးကနေအခြေခံထားပါတယ်။တစိမ့်သုံးအောင် BC 250ခန်းကလက်ရတစ်ခုဖြစ်ပြီးအာတကမင်းကြီးတည်ထားခဲ့သောစာနယ်ချင်းနေ့ကြောက်တိုင်ထိပ်ကနေကူးယူထားတာပါ။တစိမ့်သုံးမှာပါရှိတဲ့ချင်းလေးကောင်းဟာချောချင်းကဲ့ရဲ့နဲ့နေထားရှိပြီးတော့ရှေ့တက်မှာကြည့်ရင်သုံးကောင်တော်မြင်တွေ့ရပါတယ်။ချင်းလေးကောင်တိုင်းမှာရည်ရွယ်ချက်တွေနဲ့ပါပထမချင်းလေးကတော့အာနာဒုတိယချင်းလေးကတော့တတိယချင်းလေးကတော့ယုံကြည်မှုနဲ့နောက်ချင်းလေးကတော့ကိုယူမှုဆိုပြီးတော့ကိုစားပြုထားပါတယ်။နောက်ထပ်ပြောစရာထက်ရှိပါသေးတယ်။အဲ့ဒါကတော့ချင်းလေးအယုတ်တွေရဲ့အောက်ခြေမှာဘီးဖြစ်ပါတယ်။ဘီးရဲ့အလဲတွင်အပေါက်24ပေါက်ပါရှိပြီးတရားဓမ္မဘီးဟုလည်းခေါ်ဆိုကြပါတယ်။ဘေးရဲ့ညာဘက်မှာတော့နွားလားဥတ္တပရှိပြီးတော့သူ့ကိုတော့ဇွဲလုံးလာကိုကိုးစားပြုပြီးလက်ဝဲဘက်မှာရှိနေတဲ့မြင်းကိုတော့ခွန်အားနဲ့မြန်ဆန်မှုလို့တင်စားကြပါတယ်။တခုပြောစရာရှိတာကတော့အရင်မူလကြောက်တိုင်တွင်ဂျပန်ပုံပါရှိတော့လဲနိုင်ငံရဲ့တစိမ့်လုံးမှာတော့ဂျပန်ပုံထည့်သွင်းထားခြင်းမရှိပါဘူးခင်ဗျ။နောက်ထပ်ပြောဖို့ကျန်တာကတော့တစိမ့်သုံးရဲ့အဓိကတိတ်ပေဟာဘာလဲဆိုတာပြောဖို့မေးသွားလို့ပါအသေးပဲကတော့အမှန်တရားဒေတာအွန်လိုင်းရာဟုဆိုထားပါရဲ့ခင်ဗျ